သတင်းချစ်တင်ပြပြီးများအားလုံးမင်္ဂလာပါခင်ဗျာယနေ့မြေသတင်းလှကနေပြီးတော့မှစိတ်ဝင်စားဖွယ်ရာတောင်းလို့ရသတင်းကြောင်းအချင်းအများကိုသတင်းချစ်တဲ့မြို့ပြည်သူတွေအတွက်စတင်မျှဝေပေးသွားပါမယ်ခင်ဗျာဒီနေ့မျှဝေပေးခြင်းတဲ့သတင်းကြောင်းချင်းရာလေးကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာသာမကကမ္ဘာနိုင်ငံအသီးသီးမှာပါတန်တူညီမျှတွေ့ကြုံခံစားနေရတဲ့လောင်စာစီပြဿနာအကြောင်းကိစ္စပဲဖြစ်ပါတယ်ခင်ဗျာလောင်စာစီပြဿနာကကျွန်တော်တို့အီရန်အမေရိကန်အစ္စရေးဒီစစ်ပွဲအနေနဲ့မှအကြောင်းပြုပြီးတော့မှတစ်ကမ္ဘာလုံးဘေးကျနှံကျဖြစ်လာရတဲ့ပြဿနာပါတကယ်တော့အမေရိကန်နဲ့အစ္စရေးကအီရန်ကိုစစ်တိုက်တာမှန်ပေမဲ့တကယ်မှာကြတော့ကျွန်တော်တို့တစ်ကမ္ဘာလုံးကိုစစ်ခင်းလိုက်တာနဲ့အတူတူပါပဲအီရန်ကိုဝင်တိုက်လိုက်တဲ့ဒီစစ်ပွဲကြောင့်ဖြစ်လာတဲ့ဘေးရဆိုးကျိုးကြရက်ကကျွန်တော်တို့ကမ္ဘာပြည်သူအားလုံးအပေါ်မှာဓာတ်ရိုက်တက်ရောက်လာလို့ပါပဲခုလိုလောင်စာစီတွေအကြက်တဲဖြစ်တယ်ဆိုရင်ကျွန်တော်တို့လောင်စာစီနဲ့တိတ်ပို့ဆောင်ရတဲ့ယင်းဒီယထာတွေအဲ့ဒီကုန်ကြစိတ်တွေတိုးမြင့်လာမှာဖြစ်ပါတယ်ယင်းယထာတွေကုန်ကြစိတ်တွေတိုးမြင့်လာရင်ကျွန်တော်တို့စားကုန်တက်ကုန်နဲ့လူမှုအသုံးအဆောင်ပစ္စည်းတွေဆေးဝါးတွေကအစခတ်သိမ်းသောအရာကုန်ပစ္စည်းအလုံးပေါ်မှာကုန်စည်နှုန်းတွေတက်လာမှာဖြစ်ပါတယ်ဒါကြောင့်မလို့အမေရိကန်နဲ့အစ္စရေးရဲ့မစင်မကျင်လောက်ရဟာကျွန်တော်တို့ကမ္ဘာပြည်သူအလုံးကိုတိုက်ခိုက်လိုက်တာနဲ့အတူတူပါပဲဗျအမေရိကန်သမ္မတထရန့်နဲ့အစ္စရေးနိုင်ငံဝန်ကြီးချုပ်နေတန်ယာဟုတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့အီရန်ကိုစစ်ခင်းလိုက်လို့အီရန်ခေါင်းဆောင်တွေပြုတ်ကျမယ်နောက်ပြီးတော့ပြည်သူလူထုတွေအီရန်ပြည်သူလူထုတွေကပြည်ထဲမှာဆန္ဒပြမယ်ဆိုရင်အီရန်အစိုးရလုံးဝပြုတ်ကျပြီးတော့အစိုးရအသစ်အပြောင်းလဲဖြစ်သွားမယ်ဒီလိုမျိုးတွေးထားတာပေါ့ဗျာဒါပေမဲ့လည်းအမေရိကန်နဲ့အစ္စရေးညှော်မှန်းထားသလိုဖြစ်မလာပဲကြည်စံကပြောင်းပြန်လှည့်လာတယ်လို့ဆိုရပါမယ်အီရန်ခေါင်းဆောင်ပိုင်းတွေကြာဆုံးသွားတာမှန်ပေမဲ့အီရန်ပြည်သူတွေကအစိုးရနဲ့ပုံမနီးကပ်လာပြီးတော့အမေရိကန်နဲ့အစ္စရေးကိုလုံးဝဆန့်ကျင်ကုန်ကြပါတယ်စစ်ပွဲဟာမျှော်မှန်းထားသလိုရက်တူနဲ့မပြီးဆုံးသွားပဲရက်ချီကြာလာတာနဲ့အမျှအမေရိကန်နဲ့အစ္စရေးဘက်မှာဆိုးကျိုးတွေမကြုံဘူးလောက်အောင်ပဲခံစားကြုံတွေ့နေရပြီလို့ဆိုပါတယ်အစ္စရေးနိုင်ငံရဲ့မြို့တော်တယ်လ်အဗစ်မြို့ဆိုရင်ပဲအခုအခါမှာမြို့ပြကြီးတစ်ခုလိုဖြစ်နေပြီလို့ဆိုပါတယ်ပါရှန်ပီလေကူမှာရှိတဲ့အမေရိကန်ရဲ့စစ်စခန်းတွေအလုံးနီးပါးဟာလည်းအီရန်ရဲ့တိုက်ခိုက်မှုလက်ချက်ကြောင့်ပျက်စီးဆုံးရှုံးကုန်ကြပြီလို့ဆိုပါတယ်ပြီးကြတဲ့ရက်ပိုင်းမှာပဲအမေရိကန်ရဲ့ကန်ထိုစစ်သည်မော300ဟာဆိုရင်လည်းအီရန်ရဲ့တိုက်ခိုက်မှုခံရပြီးတော့ပင်လယ်အောက်ကိုနစ်မြုပ်သွားပါပြီကန်ထိုရေရင်ပေါ်ပါလာသမျှသောအမေရိကန်စစ်သည်တော်တွေအားလုံးနီးပါးကြာဆုံးကုန်ကြတယ်လို့ဆိုပါတယ်အစကနဦးကအမေရိကန်သမ္မတဒေါ်နယ်ထရန့်စိတ်ကူးရင်အိမ်မက်ခဲ့တာကတော့အီရန်ပြည်သူတွေအနေနဲ့သူတို့ရဲ့အီရန်အစိုးရကိုဖြုတ်ချတဲ့မြင်ကွင်းကိုမြင်နေတာပါဒါပေမဲ့လက်တွေ့တကယ်ဖြစ်လာတာကတော့အမေရိကန်ပြည်သူတွေကိုယ်တိုင်သမ္မတဒေါ်နယ်ထရန့်ကိုဆန္ဒပြဖြုတ်ချဖို့ကြိုးစားလာကြပါပြီအမေရိကန်နိုင်ငံတဝန်းလုံးပြည်နယ်ပေါင်း90ကျော်မှာရှိတဲ့နေရာပေါင်း3000ကျော်လောက်မှာအမေရိကန်ပြည်သူတွေကဒေါ်နယ်ထရန့်အလိုမရှိဘူးဘရင်ဝါဒအလိုမရှိဘူးပါလီမန်ကိုအသိမပေးပဲပါလီမန်ရဲ့သဘောတူညီချက်ကိုမရယူပဲအီရန်စစ်ကိုဆင်နွှဲတယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ဆန္ဒပြနေကြတာပါဒီဆန္ဒပြပွဲဟာဒေါ်နယ်ထရန့်အတွက်တတိယအကြိမ်မြောက်ဆန္ဒပြခံရတာဖြစ်ပြီးတော့ဒီတစ်ချိန်ဟာအပြင်းထန်ဆုံးလူထု
လှုပ်ရှားမှုအင်အားအကြီးမားဆုံးလို့ပဲဆိုကြပါတယ်ဒီဆန္ဒပြပွဲမှာလူငယ်တွေပေါင်းများစွာပါဝင်ပြီးနှစ်ဖက်ပါလီမန်အမတ်တွေပါဝင်တယ်လို့ဆိုပါတယ်အီရန်အစိုးရဖြုတ်ချရေးဆိုတဲ့ရည်ရွယ်ချက်နဲ့စိတ်ကူးရင်ပြစ်ခတ်လိုက်တဲ့ဒေါ်နယ်ထရန့်ရဲ့ကြီးစံဟာသူ့ရဲ့နှစ်ဖူးစီကိုပဲနောက်ကျောင်းပြန်လှည့်ပြီးတော့မှန်လာတဲ့ကြီးစံတစ်ခုဖြစ်တယ်လို့ဆိုရပါမယ်တကယ်တော့ဒေါ်နယ်ထရန့်ရဲ့လောက်ရဟာအီရန်တနိုင်ငံတည်းကိုစစ်ခင်းတာမဟုတ်ပါဘူးအထက်ကကျွန်တော်ဆိုခဲ့သလိုပဲကျွန်တော်တို့ကမ္ဘာပြည်သူအားလုံးကိုသူတိုက်ခိုက်စစ်ခင်းခဲ့တာပါသူရဲ့မစင်မရင်လောက်ရကြောင်းကျွန်တော်တို့တကမ္ဘာလုံးမှာရှိသမျှတော့ပြည်သူတွေအားလုံးစစ်ရဲ့ဘေးတဲ့ဆိုးကျိုးကိုကျွန်တော်တို့ခံစားကြုံတွေ့နေရတာဖြစ်ပါတယ်ဒေါ်နယ်ထရန့်မရှိတော့ရင်နေတန်ယာဟုမရှိတော့ရင်စစ်ဆိုတာရှိတော့မှာမဟုတ်ပါဘူးဒါကြောင့်မလို့အမေရိကန်ပြည်သူတွေနဲ့အတူကျွန်တော်တို့ကမ္ဘာနိုင်ငံအသီးသီးမှာရှိသမျှသောနေထိုင်ကြတဲ့ဆန္ဒတူညီတဲ့ပြည်သူတိုင်းအွန်လိုင်းကိုအသုံးပြုပြီးတော့အမေရိကန်ပြည်သူတွေနဲ့အတူကျွန်တော်တို့ရှိတယ်ဆိုတဲ့အကြောင်းဒေါ်နယ်ထရန့်ကိုဖြုတ်ချဖို့ကမ္ဘာစစ်ပွဲတွေကိုရပ်တန့်ဖို့ကျွန်တော်တို့ပူးပေါင်းပါဝင်သင့်တယ်ဆိုတဲ့အကြောင်းအကြံပြုတင်ပြလိုက်ရပါတယ်ခင်ဗျာ We stand with American people we don't want war we stand with American people we don't want war we stand with American people we don't want war